မင်္ဂလာပါခင်ဗျဒီနေ့ကတပေါင်းလာပြည့်နေ့ဖြစ်ပါတယ်ဓာတ်တွေပေါင်းတဲ့တပေါင်းလာပြည့်နေ့ပေါ့နော်ဆိုတော့လာပြည့်နေ့ဖြစ်တဲ့အတွက်ကျွန်တော်ဖះဘာသာရေးနဲ့ဆိုင်တဲ့အယူအဆလွဲနေတာလေးတစ်ခုကိုကျွန်တော်ပြောပြရင်းနဲ့ပေါ့နော်မသိသေးတဲ့လူတွေအတွက်ကျွန်တော် sharing လုပ်ပါမယ်ဖះเจ้าဆောင်ပေါ့နော်အိမ်ကဖះเจ้าဆောင်နေမှာဖះကိုစွန်းတင်တယ်စွန်းတော်ကြီးကတ်တယ်ဆိုတဲ့အချိန်မှာတော်တော်များများလွဲမားနေတဲ့အချက်လေးတစ်ချက်ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြပါမယ်ဒါအင်္ဂါဖះကိုမနက်ခင်အာယုံစွန်းမမထားကတ်ထားတာပေါ့နော်ကျွန်တော်ကတော့အဋိဌံပတိထားစိတ်တဲ့အချိန်မှာမမစွန်းတော့ကတ်ပြီးသားဖြစ်နေပြီဒီမှာကတ်တဲ့ကတ်ပုံကတ်နေလေးကိုကျွန်တော်လေးဒါလေးကိုရှင်းပြချင်တာဖះကိုစွန်းတော့ပဲကတ်အသီးပဲကတ်အလုံးလိုက်ကြီးတဒုံလိုက်ကြီးကတ်လို့မရပါဘူးဒါဝိနည်းနဲ့အညီဆိုလို့ရှိရင်အခုကတော့ဒါမရွေးရဲ့ဒိန်ချင်းရဲ့ကကျွန်တော်တို့နှဝင်းစွန်းဆိုပြီးတော့မှတပေါင်းလားအတွဲမှာပအောင်ကတ်တဲ့နေဆိုပြီးတော့မှဆရာတယောက်ပြောထားလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့မနက်တိုင်းကိုဒိန်ချင်းနဲ့မရွေးပအောင်လို့စွန်းတော့ကတ်တယ်ပေါ့နော်တူဟူးကြော်ပဲဖြစ်ဖြစ်အကြော်လေးတွေပဲဖြစ်ဖြစ်ကတ်တဲ့အချိန်မှာဆိုရင်ဒီလိုတစ်ခါယူပြီးတော့မှဖုံးလို့ရှင်ဝိနည်းအညီဆိုလို့ရှင်တလုံးစာလေးတွေအတုံးတေးသေးလေးတွေတုံးပြီးတော့မှခွဲပြီးတော့မှကတ်တဲ့နေပေါ့နော်အသီးဆိုရင်လည်းအဲ့လိုပဲတဒုံတစ်လုံးလုံးကြီးထည့်ပြီးတော့မှကတ်တာမျိုးငပြောသည်တစ်ဖီလုံးတက်တာမျိုးလုပ်လို့မရပါဘူးတကယ်တမ်းကတ်မယ်ဆိုလို့ရှိရင်အခုလက်ရှိထင်ရှားဖုံးပေးလို့ရနိုင်တဲ့ပမာဏလေးတွေတေးသေးလေးတွေတုံးပြီးတော့မှအတုံးတေးသေးလေးတွေလှုပ်ပြီးတော့မှဖះရှင်ကိုကတ်မှဒါဝိနည်းနဲ့ညီတာပါကျွန်တော်တို့အိမ်မှာလေးဖုံနေပြင်ပြီးတော့မှစွန့်ကတ်တယ်ဆိုရင်တော့မှကိတ်မုံဆိုရင်လည်းတဒုံလုံးထဲမကတ်ဘူးလေနော်အသီးဆိုလို့ရှိရင်လည်းပန်းသီးကတ်တယ်ဆိုလည်းပန်းသီးတစ်လုံးလုံးထဲမကတ်ဘူးလေအဲ့ဒီသဘောတရားအတိုင်းပဲပေါ့နော်ဖះရှင်တက်ရှိထင်ရှားရှိနေတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကတဒုံလုံးထက်ကတ်လို့ရှိရင်ဝိနည်းနဲ့မညီတော့ဘူးအဲ့ဒါလေးတွေကိုမလုပ်သင့်ပါဘူးကတ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအတုံးတေးသေးလေးတွေတစ်ခါယူဖုံးရင်တကိုင်းစာပေါ့နော်အဲ့ဒီလိုပြောရမှာပေါ့အဲ့ဒီလိုမျိုးလေးတွေကတ်ပြီးတက်ပါတယ်ဒါကတော့ကျွန်တော်တရဏဂုံဂုံတော်ပတိအဋိဌံစိတ်ညာပတိလေးကကျိုးပြတ်သွားတော့ကျွန်တော်ဒီမှာတာလီနဲ့စိတ်ညာပါနော်ပတိကကျိုးကပြန်မသိရသေးဘူးကျိုးကတော်တော်ပတိက၄ကကြတော့လေကျိုးကပြတ်သွားပြန်မသိရသေးပါဘူးကျွန်တော်တို့အရင်ငယ်စဉ်ကလည်းကျွန်တော်မမားတို့ကလည်းဒီလိုမသိခင်တော့ကလည်းအဲ့လိုပဲကတ်ခဲ့တာပဲအိမ်မှာဖះကိုတခုကတ်မယ်ဆိုရင်လေအတီးဆိုရင်လည်းငါပြောစီဆိုရင်တဖီလုံးကတ်တယ်ဗျာငါပန်းသီးဆိုရင်လည်းအစိမ်းကိုဒီတိုင်းအတီးဒီလိုကတ်တယ်ကိုစားလို့ရတဲ့အချိန်ခါကျတော့မှဖះနားဆွန့်ပြီးစားကြတာလေဒါလွဲမားနေတော့အယူစားတွေဘာသာရေးအယူစားတွေမှားနေတယ်ဒါမလုတ်တဲ့ဘူးပေါ့နော်ဝိနည်းနဲ့လည်းလုံးဝမညီပါဘူးအဲ့တော့ဖះရှင်ကိုတကယ်ဟိုမှာဗုဒ္ဓဘာသာစစ်ထေရဝါဒစစ်နဲ့ကတ်ချင်တယ်ဝိနည်းနဲ့ညီချင်တယ်ဆိုရင်ဒါလေးတွေလိုက်နာဖို့ကျွန်တော်တိုက်တွန်းပါရစေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒိဋ္ဌံပတိစိတ်လိုက်အောင်မယ်ပတိစိတ်ပြီးရင်ဒီထက်ကြီးမားတဲ့လွဲမားနေတဲ့တခုကျွန်တော်ထပ်ပြီးတော့မှပြောပြချင်ပါတယ်ဘိုင်ဘိုင်